တကဘာလုံးကတတိမြရဲ့ဘရင်လို့အတိမတ်ပြူထားကြတဲ့ဒူရင်သီးကဘယ်ကနေစတင်ဖြစ်တည်လာခဲ့လဲဆိုတာသိကြပါသလားဒူရင်သီးဟာတကယ်တော့ကဘာဦးအစတဲကမလေးရှားဆူမာတရာနဲ့ဘော်နီယိုကျွန်းတွေရဲ့မိုးတစ်တော်ကြီးထဲမှာအလေးကျပေါက်ခဲ့တဲ့တော်ရိုင်းအသီးတစ်မျိုးပါသူ့ရဲ့နာမည်ဒူရင်ဆိုတာကမလေးရှားဘာသာစကားဒူရီကနေဆင်းသက်လာပြီးစူးလို့အဓိပ္ပာယ်ရပါတယ်အဓိပ္ပာယ်အပြည့်စုံကတော့စူးတွေနဲ့ပြည့်နေတဲ့အရာလို့အဓိပ္ပာယ်ရပါတယ်စိတ်ဝင်စားဖို့ကောင်းတာကဒူရင်သီးရဲ့မှာကြောလာတဲ့စူးကွန်တွေဟာတောရိုင်းတိရစ္ဆာန်တွေကိုဆဲဆောင်မှုသဘာဝတရားကြီးကဖန်တီးပေးထားတာပါဒီတိရစ္ဆာန်တွေကအသီးတွေကိုခွဲခြားပြီးအဆီတွေကိုတောအနှံ့ရအောင်ပြန်လည်ဖြန့်ဝေပေးခဲ့တာဖြစ်ပါတယ်15ရာစုနှစ်လောက်မှာတော့အာရှကိုရောက်လာခဲ့တဲ့အီတလီကုန်သည်တွေကဒူရင်သီးကိုစတင်တွေ့ရှိပြီးထောပတ်လိုအနှစ်မျိုးနဲ့အရသာအရန်ထူးခြားတဲ့အသီးဆိုပြီးကဘာကိုစတင်မိတ်ဆက်ပေးခဲ့ပါတယ်အခုချိန်မှာတော့စိုင်ပြိုးရေးနည်းပညာတွေတိုးတက်လာပြီးမွန်ထောင်မူဆန်ကင်စားတဲ့နာမည်ကြီးမျိုးစိတ်တွေနဲ့ကမ္ဘာ့ဈေးအကြီးဆုံးစိတ်ခံအသီးဖြစ်လာခဲ့တာပါ။တင်ရောဒူရင်သီးကြိုက်တက်လားကွန်မန့်မှာပြောခဲ့အောင်နော်။